Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Thoughts from my Literum ဆိုတဲ့ podcast လေးကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့က2025ကောင်းတော့မယ်အဲ့တော့ဒီနှစ်မှာ2025ကကျွန်တော်ကိုတော့မိကုန်းတွေအများကြီးပြီးသွားခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ကျွန်တော်တို့တချို့မဖြစ်ခဲ့တဲ့အိမ်မက်တွေရှိတယ်နောက်ပြီးရင်ကျွန်တော်ငိုခဲ့ရတဲ့အနေညတွေရှိတယ်နောက်ပြီးရင်တိတ်ကလေးဘယ်သူမှပြောမပြချင်တဲ့အကြောင်းအရာတွေရှိခဲ့တယ်စိတ်နာမှုတွေကျွန်တော်မှရှိခဲ့ပါတယ်ဒီနေ့ podcast မှာကတော့ကျွန်တော်က2025မှာကျွန်တော်ဘာတွေသင်ယူခဲ့ရတာလဲကျွန်တော်ဘာကို2025နဲ့အတူတူထားပြခဲ့ချင်တာလဲနောက်ပြီးရင်ကျွန်တော်2026စီကိုကျွန်တော်ဘယ်လိုမျိုးကောင်းတဲ့အချိန်တွေယူဆောင်သွားခြင်းလဲဆိုတာကိုအားလုံးနဲ့အတူမျှဝေပေးချင်တာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကကျွန်တော်ကဒီတာလောက်ပါဟိုတာလောက်တင်တယ်ဆိုပြီးတော့ decision ပေးရလည်းမဟုတ်ဘူးကျွန်တော်အားလုံးကို motivation ပေးတာလည်းမဟုတ်ဘူးကျွန်တော်ရဲ့New Year resolution တွေဒီလိုမျိုး goal settings တွေစတာတွေလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်ပြောချင်တဲ့ message ကကျွန်တော်တို့ဖြစ်ပေါ်ခဲ့တဲ့ကိစ္စရဲ့အတိုင်းမှာကျွန်တော်တို့တယောက်တည်းမဟုတ်ဘူးကျွန်တော်လိုပဲခံစားရတဲ့သူတွေရှိရဆိုတဲ့ message ကိုအားလုံးနဲ့တူတူမျှဝေချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တူတူဗီဒီယိုလေးဆုံးထိကြည့်ရှုပေးဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါရခင်ဗျာ2025မှာသင်ယူခဲ့တဲ့အရာတွေတဲကကျွန်တော်ပထမဆုံး mention လုပ်ရှင်တဲ့သင်ခန်းစာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတဲ့အခါကျတော့လူတိုင်းကကိုယ်လိုမတွေ့ဘူးလူတိုင်းကကိုယ်လိုမဟုတ်ဘူးဆိုတဲ့အကြောင်းအရာပါကျွန်တော်တဖြည်းဖြည်းသိလာတာကလူတိုင်းကသူတို့ရဲ့ priority ထားတဲ့အရာတွေကမတူညီကြပါဘူးကျွန်တော်တို့ကတငယ်ချင်းမိတ်ဆွေတွေကို priority အနေနဲ့ကျွန်တော်အနေနဲ့ထားပြီးမြဲတခြားမိတ်ဆွေတငယ်ချင်းတွေကသူတို့ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုသူတို့ရဲ့ priority အနေနဲ့မထားရမျိုးတွေလည်းရှိတတ်ပါတယ်အဲ့တော့ကိုယ့်အတွက်အရေးကြီးတဲ့အရာကသူများရဲ့အတွက်အရေးမကြီးဘူးဆိုတော့ဒီခံစားချက်ကိုကျွန်တော်တဖြည်းဖြည်းသိလာတယ်ကိုယ့်အတွက်နာကျင်စေတဲ့စကားလုံးတွေကကိုသူများကိုအလွယ်တကူပြောမထွက်နိုင်တဲ့စကားလုံးတွေကသူများတွေအတွက်အလွယ်တကူထွက်လာနိုင်တဲ့အကြောင်းအရာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒီလိုမျိုးကိစ္စရပ်တွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကဘာဖြစ်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုကျွန်တော်တို့စိတ်နာတယ်သူတို့ကြောင့်စိတ်ပင်ပန်းနေဘာကြောင့်အားကိုဒီလိုလုပ်ရတာလဲဆိုပြီးတော့ကျွန်တော်တို့ questions တွေအမြဲတမ်းပြန်မေးလိရှိကြရပေါ့နော်အတိအအားဖြင့်တော့ကျွန်တော်တို့ဒီလိုကိစ္စရပ်တွေရဲ့နောက်ွယ်မှာဘာရှိနေတယ်လဲဆိုတဲ့အခါကျတော့အတ္တပေါ့နော်မသိတဲ့အတ္တလေးတစ်ခုရှိနေတတ်တယ်သူ့ရုံကငါကလှုပ်ပေးခဲ့တယ်သူကငါ့ကိုကြတော့လှုပ်မပေးဘူးဆိုတဲ့အတွေ့အမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကကိစ္စရဲ့အတိုင်းမှာလှုပ်လိုက်တဲ့အခါမှာမျှော်လင့်ချက်မပါဘူးဆိုပြီးတော့ကျွန်တော်တို့ပြောချပေးမယ်တကယ်အရေးကြုံလာတဲ့အခါမှာကိစ္စတစ်ခုနဲ့ကြုံလာတဲ့အခါမှာကျွန်တော်တို့ကမျှော်လင့်ချက်ပေးနည်းနည်းလေးရှိတတ်ပါတယ်အဲ့ဒီခါမှာခုနကငါတွေးခဲ့တဲ့အတွေ့ပေါ့နော်သူ့ကိုကြတော့ငါလှုပ်ပေးရတယ်ငါကြတော့လှုပ်မပေးဘူးဆိုတဲ့အတွေ့အသေးလေးတွေကျွန်တော်တို့မှာဝင်လာနိုင်တယ်ဒီအတွေ့လေးတွေကပဲကျွန်တော်တို့ကဘာလို့ငါ့ကိုကြတော့ဒီလိုလုပ်ရတာလဲဆိုတဲ့ questions တွေကိုပြန်ပြီးတော့မေးမိတယ်ဒါပေမဲ့အဲ့ဒီနောက်မှာကျွန်တော်တဖြည်းဖြည်းဘာနားလည်လာလဲဆိုတဲ့အခါကျတော့လူတွေကကိုမမဟုတ်တာသူတို့ကစိုးတာမဟုတ်ဘူးသူတို့ကမကောင်းတာမဟုတ်ဘူးသူတို့ကကိုမဟုတ်တာဆိုရဲအတွေ့တစ်ခုကိုစိတ်ထားတစ်ခုကိုကျွန်တော်ပြောင်းလဲပြီးတော့တွေးလာနိုင်တယ်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ကလူတယောက်နဲ့တယောက်ဆက်ဆံရေးမှာကျွန်တော်တို့ကမတူညီမှုတွေအများကြီးပဲကျွန်တော်တို့ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်မတူဘူးမွေးဖွားပြီးတော့ဆုံးမခဲ့တဲ့မိဘတွေကဆုံးမပုံဆုံးမနေခြင်းမတူဘူးပြီးသင်ယူခဲ့ရတဲ့ပညာရေးတွေကျင့်လည်ခဲ့ရတဲ့အတိုင်းဝိုင်းတွေမတူဘူးဒီလိုမျိုးမတူညီတဲ့နောက်ပိုင်းတွေမှာကျွန်တော်တို့ရဲ့ကိစ္စရဲ့တစ်ခုပေါ်မှာထင်မြင်သုံးသပ်တဲ့အတွေးအမြင်လေးတွေကတယောက်နဲ့တယောက်ကမတူညီကြတော့ဘူးပေါ့နော်စံချိန်စံနှုန်းတွေကကွာခြားသွားတယ်ဒါလေးကိုနားလည်လိုက်တဲ့ဆိုတဲ့အခါကျရင်ကျွန်တော်တို့ကတဖြည်းဖြည်းဒါတွေကဘာမှမဟုတ်ဘူးသူကကိုမမဟုတ်တာဆိုရဲအတွေးလေးကိုကျွန်တော်တို့ထည့်ပေးလာနိုင်တယ်ပေါ့နော်ဒီလိုမျိုးနားလည်မှုရလာတဲ့အခါမှာကျွန်တော်ကသူတို့ပေါ်မှာစိတ်နာတာတွေနေလာတယ်နောက်တစ်ခုကျတော့သူတို့ပေါ်မှာမျှော်လင့်တာပေါ့နော်ခုနကတော့ငါလိုပဲငါ့ကိုလုပ်ပေးရင်ကောင်းမှာပဲဆိုရဲမျှော်လင့်ချက်တွေကျွန်တော်မှာနေလာတယ်ဒါပေမဲ့တိတတာကျွန်တော်ဘာတစ်ခုရလာလေဆိုတဲ့အခါကျရင်စိတ်ချမ်းသာမှုတွေကျွန်တော်မှရလာတယ်
လူတွေကိုနားလည်ပေးလိုက်တဲ့အခါမှာလူတွေကိုသူတို့ဘက်ကနေပြီးတော့တစ်ခုပြန်ပြီးတော့သူတို့ကကိုမမဟုတ်တာဆိုတဲ့ရှုထောင့်လေးတစ်ခုနဲ့ပြန်ပြီးတော့ကြည့်ပေးလိုက်တဲ့အခါမှာကျွန်တော်စိတ်ချမ်းသာမှုစိတ်အေးချမ်းမှုပိုရလာတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်2025မှာကျွန်တော်သင်ယူခဲ့ရတဲ့အကြောင်းအရာလေးတွေကတစ်ခုဖြစ်ပါတယ်လူတိုင်းကကိုလိုမဟုတ်ဘူးလူတိုင်းကကိုလိုမတွေ့ဘူးဆိုတဲ့အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်နောက်ပြီးရင်ဒီ2025မှာကျွန်တော်နောက်ထပ်သင်ယူခဲ့ရတဲ့ဟာတစ်ခုကဘာလဲဆိုတဲ့အခါကျတော့အချိန်ကကိုယ့်ဘက်မှာရှိတယ်ဆိုတဲ့အကြောင်းအရာလေးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့အခုဒီ2025ကုန်တော့မယ်ဆိုတဲ့အခါကျတော့တော်တော်များများကသူတို့ရဲ့ success story တွေကို sharing လုပ်တယ်သူတို့ဘာတွေအရှိဖြစ်ခဲ့တယ်ဘယ်လို goals တွေကိုသူတို့ target တွေထိခဲ့တယ်စသဖြင့်တော်တော်များများinfluencer တွေကအစားပေါ့နော်သူတို့တွေကဒီ goal setting တွေနဲ့ပတ်သက်ပြီးတော့မျှဝေတာတွေ New Year resolutions တွေနဲ့ပတ်သက်ပြီးတော့ sharing လုပ်တာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ social media မှာကျွန်တော်တို့အများကြီးကြည့်နေတဲ့အခါမှာဘာဖြစ်လဲဆိုတဲ့အခါကျတော့လူတိုင်းက social media မှာကောင်းတဲ့အကွက်ကိုပဲကျွန်တော်တို့ကရွေးပြီးတော့တင်ကြတာသူတို့ရဲ့အောင်မြင်မှုတွေတင်မယ်သူတို့အလုပ်ရသွားတာတွေသူတို့ယာတူးတိုးသွားတဲ့အကြောင်းအရာတွေအိမ်ဝယ်တာတွေကားဝယ်တာတွေဒီလိုမျိုးကောင်းမွန်တဲ့အစိတ်အပိုင်းတွေကိုသူတို့က social media မှာတင်ကြရတယ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကနေ့လူကတွေ့ရင်မြင်ရင်ကြည်ရင်ကနေပြီးတော့မှကျွန်တော်တို့ကိုအားမရတဲ့အပိုင်းတွေကိုကအတုံးမကျဘူးလားဆိုတော့ထင်မြင်တဲ့အတွေးအမြင်တွေငါကသူတို့နဲ့ရှင်ရင်ဘာမှမဟုတ်ဘူးလားငါကနောက်ကျနေပြီလားဆိုပြီးတော့ကိုချောင်းပိတ်တဲ့မေးခွန်းတွေ depression ရစေမဲ့ questions တွေကျွန်တော်တို့ကကိုပြန်ပြီးတော့မိတက်လေးရှိတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီကာလတစ်ခုကိုဖြတ်သန်းခဲ့ဘူးတယ်ဘာလို့လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့လူငယ်တော်တော်များများက2024ခုနှစ် April လနောက်ပိုင်းမှာကျွန်တော်တို့နိုင်ငံရဲ့ခြားကိုကျွန်တော်တို့ထွက်လာကြတယ်ထွက်လာတဲ့အချိန်မှာလည်းအနည်းဆက်ဆုံးတော်တော်များများထိုင်းနိုင်ငံကိုထွက်လာကြတယ်ထွက်လာတဲ့အခါမှာကိုနဲ့တင့်တော်တဲ့အလုပ်တစ်ခုရမယ်ဆိုတဲ့ယုံကြည်ချက်တွေနဲ့ကျွန်တော်တို့ကဖောင်ဖြတ်ပြီးတော့လမ်းကြောင်းတစ်ကိုရှောက်လန်းခဲ့ကြတယ်ဒါပေမဲ့တကယ်တည်းရင်ကိုကဒီလမ်းကြောင်းပေါ်မှာစပြီးတော့ရှောက်လန်းမယ်လို့ပြင်ဆင်တဲ့အခါမှာကျွန်တော်တို့မှာအဆင်မပြေတာတွေကျွန်တော်တို့အများကြီးတွေ့ရတယ်ပေါ့နော်အဆဆရရကိုတင်တယ်လို့မချောမွေဘူးအလောက်ကန်ရဖို့တွေခက်ခဲတယ်နောက်ပြီးရင်ခုနောက်ပိုင်းမှာဆိုရင်နေထိုင်ဖို့ visa တွေပါခက်ခဲလာကြတာတွေ့တယ်ဒီလိုအချိန်မျိုးမှာကိုနဲ့တူလာတဲ့တငယ်ချင်းမိတ်ဆွေတွေကအလောက်ကန်ခွင့်လန်းနေရကြတယ်အဲ့တော့အဲ့ဒီအချိန်မှာကိုဘာပြန်ပြီးတော့ဖြစ်လာလဲဆိုတဲ့အခါကျတော့ငါသူတို့လောက်အတုံးမကြဘူးလားသူတို့လောက်မလုံနိုင်ဘူးလားဆိုတော့ကိုတိမ်ငယ်စေတယ်ကိုဘယ်လိုပြောမလဲမကောင်းတာတွေတွေးဖို့နေတာကွာ questions တွေပြန်ပြီးတော့မေးတတ်တယ်ပေါ့နော်အဲ့တော့တစ်ချိန်ကြာလာတဲ့အခါမှာကျွန်တော်တဖြည်းဖြည်းသိလာတာကအချိန်ဆိုတာကဘယ်လိုပြောမလဲကိုစန့်ကျင်နေတဲ့အရာမဟုတ်ဘူးကိုရဲ့ဘက်မှာသူကတိတ်လေးရှိနေတဲ့မိတ်ဆွေတယောက်ဆိုတာကိုကျွန်တော်ကတဖြည်းဖြည်းချင်းသိလာသလိုလက်ခံလာတယ်မလို့လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့တွေကသူများအလုပ်ရပါလို့ကိုမရသေးဘူးသူများဂျာဒီယာဝယ်နိုင်လို့ကိုမဝယ်နိုင်သေးဘူးသူများဂျီတာလုံနိုင်လို့ကိုမလုံနိုင်သေးဘူးဆိုတာကကျွန်တော်တို့ကအချိန်တကူမရောက်သေးလို့ဆိုတော့သဘောတရားကိုကျွန်တော်ကယုံကြည်ပြီးတော့လက်ခံလာတယ်ပေါ့နော်အခုမရသေးဘူးဆိုတာကကျွန်တော်တို့ကဘဝမှာလုံးဝမရနိုင်တော့တာမဟုတ်ဘူးအခုမမြင်ရသေးဘူးဆိုတာကလုံးဝမရှိတော့တာမဟုတ်ဘူးကျွန်တော်တို့ကအချိန်တကူကိုစောင့်နေရတာပေါ့နော်တယောက်နဲ့တယောက်က timing မတူကြဘူး okay သူကဒီအလုပ်တစ်ခုကိုရသွားပြီမဲ့ A ဆိုတဲ့အလုပ်တစ်ခုကိုရသွားပြီမဲ့ကိုက B မှာသွားပြီးတော့ success ဖြစ်တာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်ပါပဲအဲ့တော့ကျွန်တော်ဒီ2025ကာလမှာဒီလိုမျိုး depressions တွေရပြီးတဲ့နောက်ပိုင်းမှာဘာကိုတွေ့လာလဲဆိုတဲ့အခါကျတော့ passions ကိုတွေ့လာတယ်နောက်တစ်ခုကျတော့ကိုဘာလုပ်ရမလဲဆိုတဲ့အကြောင်းအရာကိုသိလာတယ်ကိုလုပ်နေတဲ့အရာတစ်ခုမှာပျော်လာတယ်စိတ်ဝင်စားလာတယ်အသက်အဆန်းတွေကိုလမ်းလုံးချင်စိတ်ပေါ်လာတယ်အဲ့တော့ကျွန်တော်တို့ကသိထားရမှာကကျွန်တော်တို့ဒီသူများဒီအရာကိုရနေလို့ကိုကရမယ်မဟုတ်ဘူးသူများဒီအရာကိုအောင်မြင်လိုက်လို့ကိုကအောင်မြင်လိုက်ရမယ်မဟုတ်ဘူးအဲ့တော့တယောက်နဲ့တယောက်ကအားတန်တဲ့နေရာတွေမတူဘူးနောက်တစ်ခုကျတော့ခုနပြောသလို timing မတူဘူးပေါ့နော်အချိန်မတူဘူးကျွန်တော်တို့ကအချိန်တစ်ခုကိုစောင့်ပြီးနိုင်ရမယ်ဒါပေမဲ့စောင့်နေတဲ့အချိန်တော်တစ်ခုမှာတော့ကျွန်တော်တို့အိတ်နေလို့မရဘူး
ကိုပြန်လဲပြီးတော့ဆန်းစစ်ပြီးတော့ကိုဘာတွေကိုဖြည့်တင်ရမှာလဲကိုဘာတွေကိုလေ့လာရမှာလဲဆိုတာကိုကျွန်တော်တို့ကစောင့်ဆိုင်နေတဲ့အချိန်တော်အတွင်းမှာလေ့လာဖြည့်တင်ပေးဖို့လိုအပ်တယ်။ဒါကြောင့်ကျွန်တော်ဒီ2025မှာသင်ခန်းစာတစ်ခုရတာကအချိန်ကကိုယ့်ဘက်မှာရှိတဲ့ timing ကိုကျွန်တော်တို့ယုံကြည်ရဆိုရဲသင်ခန်းစာလေးတစ်ခုကိုကျွန်တော်ထပ်ပြီးတော့ရခဲ့ပါတယ်။ Okay နောက်ထပ်သင်ခန်းစာတစ်ခုအနေနဲ့ကျွန်တော်ပါလဲဆိုရဲအခါကျတော့တယောက်တည်းနေရတာမရှုံးနိုင်ဘူးတယောက်တည်းနေရတာပြင်းစရာမကောင်းဘူးဆိုတဲ့သင်ခန်းစာတစ်ခုကိုလည်းဒီ2025မှာရခဲ့တယ်ပေါ့နော်။ဘာလို့လဲဆိုရဲအခါကျတော့ကျွန်တော်လူတော်တော်များများမိရပေါ့နော်ကျွန်တော်ကဒီနိုင်ငံခြားမှာနေတဲ့အခါမှာကျွန်တော်သူများရဲ့လိုတငယ်ချင်းတွေနဲ့ကျွန်တော်မနေဘူးတယောက်တည်းနေတယ်အခုဆုံးပို့ဆိုးတယ်အကုန်လုံးနဲ့ဝေးရမှာကျွန်တော်က isolate လုပ်ပြီးတယောက်တည်းလာနေဖြစ်တယ်ပေါ့နော်အဲ့တော့တော်တော်များများမေးကြတယ်ကျွန်တော်ရဲ့တငယ်ချင်းတော်တော်များများက10ယောက်မှ10ယောက်လောက်ကမေးတယ်ဟင်းတယောက်တည်းနေရတာမပြေဘူးလားတယောက်တည်းနေရတာ depression ဝင်မယ်နော်စသဖြင့်ကျွန်တော်အဲ့လိုမျိုး questions တွေကကျွန်တော်တော်တော်များများရှိရနေပြီးတော့မေးတာခံခဲ့ရဘူးလေနောက်ပိုင်းမှာကတော့သူတို့ရဲ့မေးခွန်းလေးတွေကြောင်းသွားတယ်ဘာလဲဆိုတဲ့အခါကျတော့တယောက်တည်းဘလို့နေလဲသင်ပေးပါဆိုတဲ့သိရမလားအဲ့လိုမျိုး questions လေးတွေသူတို့ကပြောင်းသွားတယ်ပေါ့နော်ကျွန်တော်ရဲ့နေပုံထိုင်ပေါ့ဒီ daily routines တွေကိုကြည့်ပြီးတဲ့အခါမှာအဲ့တော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့နိုင်ငံရဲ့ခြားကိုယ့်ရဲ့အိမ်ကနေပြီးတော့နိုင်ငံရဲ့ခြားကိုထွက်လာတဲ့အချိန်မှာတယောက်တည်း isolate နေရတဲ့အချိန်တွေကျွန်တော်တို့မှများလာတယ်အဲ့တော့ပထမတော့ဆိုရင်ကျွန်တော်ကအရှင်တုန်းကတည်းကလည်းတယောက်တည်းနေရတာကြိုက်တယ်ဒါပေမဲ့တယောက်တည်းနေရတာဆိုပေမဲ့အခန်းပြင်ထွက်လိုက်တယ်ဆိုရင်မိသားစုရုံသွားမယ်ဆိုရင်ရုံကတငယ်ချင်းတွေတွေ့မယ်စသဖြင့်ပေါ့နော်ကိုယ့်ရဲ့ဒီဘာသာစကားတူညီတဲ့ communities မှာကျွန်တော်တို့ကနေထိုင်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အတွက် lonely ဖြစ်တယ်ဆိုရင်လည်းဘယ်လိုမျိုးဖြေရှင်းလိုက်မလဲဘယ်လိုမျိုးအဖြေရှာလိုက်ရမလဲဆိုရဲနီလန်းတွေကျွန်တော်တို့အနားမှာအများကြီးရှိတယ်ပေါ့နော်အဲ့တော့နိုင်ငံရဲ့သားပါနေတဲ့အချိန်မှာကျွန်တော်တို့ကအဆဆရရဆင်ခြင်ပြီးတော့နေရတယ်ဥပမာမှုရေးကြီးကအစကျွန်တော်တို့ဒါကိုလုပ်ချင်မိမယ်ကိုဟာနဲ့ကိုဒီလိုမျိုးအခြေအနေကြည့်ပြီးတော့မလုပ်လိုက်ရတဲ့အပိုင်းတွေရှိတာပေါ့နော်အဲ့တော့တယောက်တည်းနေကနေပြီးတော့ကျွန်တော်ကဘာဖြစ်လာလဲဆိုတဲ့အခါကျကိုဘယ်လိုပြောမလဲအရာတိုင်းမှာပေါ့နော်ဒီလိုမျိုးစဉ်းစားဆင်ခြင်တတ်ပြီးတော့ကျွန်တော်ပြုပြင်ပြောင်းလဲလာနိုင်တယ်ပေါ့ဥပမာကျွန်တော်တို့ကအရင်တော့ဟင်းမချက်တက်သူပဲဆိုပါစို့ဟင်းမချက်တက်သူဆိုတဲ့အခါမှာကျွန်တော်တို့ဒီဘလောက်ပဲဝယ်စားလို့ရတယ်ပြောလူတိုင်းကfinancially strong ဖြစ်တဲ့လူတွေမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုကစက်တာရင်စားခြင်းနဲ့ဆိုရင်တော့ကိုကမဖြစ်အောင်ချက်စားရတဲ့အခြေအနေမျိုးတွေဖြစ်လာခဲ့တယ်ပေါ့အဲ့ကိုကဒီဟင်းတစ်ခွက်ကိုမချက်တတ်ဘူးမချက်တတ်တဲ့အခါမှာအိမ်ကလူကြီးတွေကိုမေးမယ်အတော်တွေကိုမေးပြီးတဲ့အခါမှာဒီဟင်းကိုဘယ်လိုချက်မလဲဆိုပြီးကျွန်တော်တို့ချက်ရတယ်အဲ့ပထမဆုံးစချက်တဲ့အချိန်မှာတော့အရသာပေါ်တာငန်းတာအစမပြေတာရှိတယ်ဒါပေမဲ့ဒါကနေပြီးတော့တင်ယူရနေပြီးတော့2ခါ3ခါ4ခါအဲ့တော့အချိန်ကြီးများလာတဲ့အခါမှာကျွန်တော်တို့ကကိုစားခြင်းနဲ့ဟင်းတစ်ခွက်ကိုကျွန်တော်တို့ကောင်းမွန်ချက်ပြုတ်တက်လာဒါကဥပမာအနေနဲ့ပြောပြတာအဲ့ဒီအတွက်ကျွန်တော်တို့ကချက်ပြုတ်တဲ့နေရာမှာကိုယ်မှာ confidence တက်တိုးလာတယ်ပေါ့နော်အရင်တော့မလုပ်ခဲ့ရတဲ့သူတွေအတွက်နောက်တစ်ခုကျတော့ကျွန်တော်တို့ရဲ့နေ့စဉ် management လုပ်ရတာပေါ့အဝေးရှောင်းမယ်မိဖို့တိုင်းမယ်ကိုထားကတော့ financial ဆိုလဲ financial ကအိမ်ကတစ်လောက်100ပေးတယ်ဆိုရင်ဒီ100ကိုကျွန်တော်တို့ဘယ်လို manage လုပ်မှာလဲ transportation ဈေးကဘယ်လိုသွားမှာလဲအစားအသောက်ကဘယ်လိုသုံးမှာလဲစသဖြင့်ကျွန်တော်တို့ကဒါတွေကိုကိုယ့်အနေကို allocate လုပ်တတ်လာတယ် manage လုပ်တတ်လာတယ်အရင်တုန်းကဆိုရင်ကျွန်တော်တို့အပြင်နေသွားတယ်ရုပ်ရှင်သွားကြည့်မယ် shopping သွားမယ်လက်ဖေးဆိုင်သွားမယ်စသဖြင့်ဒီလိုမျိုးအချိန်မျိုးမှာတငယ်ချင်းဘိုက်ခဲပါလားအနေနဲ့တူသွားမယ်သူပါရင်ကောင်းမယ်ဆိုရဲဒီလိုမျိုးခံစားချက်မျိုးတွေကျွန်တော်တို့မှရှိတယ်။ဒါပေမဲ့အခုလိုမျိုးတယောက်တည်းမဖြစ်မနေရတဲ့အချိန်မှာဒါတွေကကိုယ့်အတွက်အရန်ကိုပျော်စရာကောင်းတဲ့လှုပ်ဆောင်ချက်တွေဖြစ်လာရဲဆိုတာကိုကျွန်တော်ကတဖြည်းဖြည်းသိလာတယ်။အဲ့တော့အပြင်သွားမယ်ဆိုလဲကျွန်တော်တို့ဥပမာ shopping သွားမယ်ဆိုရင်ကျွန်တော်တို့ကညှိစရာမလိုတော့ဘူးကိုသွားချင်တာကိုသွားလို့ရတယ်ကိုဝယ်ချင်တာဝယ်ပြီးတော့ကိုပြန်လို့ရတယ်ပိုနေတဲ့အချိန်မှာကိုက coffee တောက်ချင်တာလားဘာလုပ်ချင်တာလဲ spa သွားချင်တာလားကိုကနဲ့ကိုdecision ကိုဆုံးဖြတ်ချက်နဲ့ကိုဘယ်သူနဲ့မှတိုင်ပင်စရာမလိုပဲလုပ်လို့ရလာတယ်နောက်ပြီးရင်ကျွန်တော်အကြိုက်ဆုံးကိုပြောင်းလဲလာတဲ့အချက်ကကျွန်တော်တို့ကကိုယ့်အတန်ကိုနားထောင်တတ်လာတယ်ကျွန်တော်ကိုယ်စိတ်ကိုသိလာတယ်ကိုယ်စိတ်ထဲမှာဘယ်အရာလေးကစိတ်မကြမ်းမမာဖြစ်နေရလဲဘယ်နေရာလေးမှာကျွန်တော်ဘယ်လိုခံစားနေရတာလဲဆိုတာကိုပြန်ပြီးတော့ကျွန်တော်
နားထောင်တက်လာတယ်အဲ့တော့ကိုယ်စိတ်ကိုသိလာတယ်ကိုဘယ်အရာတွေကိုကြောက်တာလဲဘယ်အရာတွေကိုပြောင်းလဲဖို့လိုနေတာလဲဆိုတာကိုကိုယ့်ဟာနဲ့ကိုယ်တွေ့လာတယ်အဲ့တော့ပေါ့နော်ကျွန်တော်ပြောချင်တာကတယောက်တည်းနေရတာကအပြစ်မဟုတ်ဘူးကိုကမကောင်းတဲ့ဥစ္စာပဲတွေးနေမယ်ကိုကဒီအပျော်တွေပဲမှတ်နေမှာသူတို့နဲ့ပါဖြစ်နေတငယ်ချင်းတွေနဲ့စကားပြောချင်တယ်မိသားစုနဲ့စကားပြောဒါကြီးပဲကိုကစိတ်ကအမြဲတမ်းတွေးနေမယ်ဆိုတဲ့အခါကျရင်ကျွန်တော်တို့တယောက်တည်းနေရတဲ့ဘဝပျော်မှာမဟုတ်တော့အဲ့တော့တငယ်ချင်းမိတ်ဆွေမိဘဆွေမျိုးဆိုတာကကျွန်တော်တို့နဲ့အတူအမြဲတမ်းအတူတကွနေမသွားနိုင်ဘူးဒါကိုသိရှိပြီးကျွန်တော်တို့လက်ခံထားရမယ်အဲ့တော့ကိုတယောက်တည်းနေတဲ့အချိန်မှာကိုယ့်ရဲ့အတန်ကိုကျွန်တော်တို့ပြန်ပြီးနားထောင်ပါမယ်နောက်တစ်ခုကျွန်တော်ဆိုရင်အရင်တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပြည့်စုံရှုပြီးနေတတ်တယ်အခုနောက်ပိုင်းမှာဆိုရင်ဘယ်နာလေးကနေမကောင်းဖြစ်နေရလဲဘယ်နေရာလေးကဘာခံစားနေရလဲโอเคအဲ့ဒါဆိုရင်ဘယ်လိုခံစားချက်မျိုးရှိလာပြီဆိုတော့အစားအသောက်ကိုဘယ်လိုဆင်ခြင်ပြီးတော့နေမှာလဲစသဖြင့်ပေါ့နော်ကိုပို့ပြီးတော့ချစ်တက်လာတယ်ဂရုစိုက်တက်လာတယ်ဒါတွေကတယောက်တည်းနေခြင်းကနေပြီးတော့ကျွန်တော်ရလာတဲ့အကျိုးအမြတ်တွေဖြစ်တယ်အဲ့တော့တယောက်တည်းနေရတာကကျွန်တော်တို့ကအဖြစ်လည်းမဟုတ်ဘူးပြင်းစရာလည်းမကောင်းဘူးရှုံးနှိမ့်မှုတစ်ခုလည်းမဟုတ်ဘူးကျွန်တော်တို့တယောက်တည်းနေလိုက်တဲ့အခါမှာကိုပို့ပြီးတော့ကိုယ့်ရဲ့ inner voice ကိုကျွန်တော်တို့ပို့ပြီးနားထောင်ဖို့အချိန်ရလာတယ်ကိုယ့်ရဲ့စိတ်ကိုပို့ပြီးတော့နားလေလာတယ်ကိုပို့ပြီးတော့ချစ်တက်လာတယ်အဲ့တော့ဒီဟာကလည်းကျွန်တော်တန်ဖိုးဖြတ်မရနိုင်တဲ့2025မှာရရှိခဲ့တဲ့ lesson တစ်ခုဖြစ်တဲ့အတွက်အားလုံးနဲ့တူတူညှဝေပေးခြင်းဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ပထမပိုင်းမှာ2025မှာကျွန်တော်ဘာတွေလေ့လာသင်ယူခဲ့ရလဲဆိုတော့အချက်၃ချက်ကိုကျွန်တော်ပြောပြသွားတဲ့နောက်ပိုင်းမှာအခု2025မှာကျွန်တော်ဘာတွေကိုထားခဲ့ချင်တာလဲဆိုတော့အကြောင်းအရာတွေကိုအားလုံးနဲ့တူတူမျှဝေပေးခြင်းပါတယ်အဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်ကဘာကို2025နဲ့အတူတူထားပြချင်လဲဆိုရင်ကိုကျွန်တော်နေချတတ်တဲ့စိတ်ပေါ့နော်ငါဒါမလုပ်နိုင်ဘူးဒါကိုငါမတတ်နိုင်ဘူးဒါငါတော့မကောင်းဘူးငါမဖြစ်နိုင်ဘူးစတဲ့ဒီလိုမျိုးစကားတွေကိုကျွန်တော်ကအရင်တော့အရင်ပြောခဲ့တယ်ကိုခိုင်းလာတဲ့အခါမှာကိုယုံကြည်မှုမရှိဘူးငါမလုပ်နိုင်ဘူးနဲ့တူတယ်ဒီလိုမျိုး challenge တွေကြုံလာတဲ့အခါလဲငါမဖြစ်နိုင်ဘူးနဲ့တူတယ်စသဖြင့်ပေါ့နော်ကိုယုံကြည်မှုလျှော့နေခဲ့တယ်ကိုသူများနဲ့တိုင်းရှင်တဲ့အခါမှာလဲငါကသူ့လောက်မတော်ပါဘူးငါကသူ့လောက်မလုံးနိုင်ဘူးဆိုရဲကိုနှိမ်ချတဲ့စိတ်ပေါ့နော်ဘယ်သူမှနှိမ်ချတာမဟုတ်ဘူးကိုရိုင်းနှိမ်ချတာပေါ့နော်အဲ့ဒီစိတ်ကျွန်တော်မှာအမြဲတမ်းရှိခဲ့တယ်ဒီစကားတွေကိုလည်းကျွန်တော်အမြဲတမ်းပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒီစကားတွေကအမှန်တကယ်တော့လုံးဝအမှန်မဟုတ်ဘူးကျွန်တော်တို့ကစိတ်ပေါ့နော်ဒီ inner child ကအရင်ပင်ပန်းလာတဲ့အခါမှာကျွန်တော်တို့ကပြောလိုက်မိတာပေါ့ကျွန်တော်တို့ဒါကြီးကိုမလုပ်ချင်တော့ဘူးလက်လွတ်လိုက်တော့မယ်ဆွဲမရှိဘူးလို့ပြောရမှာပေါ့နော်အဲ့တော့စိတ်တွေပင်ပန်းညှဉ်းညူလာတဲ့အခါမှာကိုchallenge တစ်ခုလာတော့လည်းကောကိုအရာတစ်ခုလာပြီးတဲ့အချိန်မှာတော့လည်းကောကိုကဒါငါနဲ့တော့မထိုက်တန်ပါဘူးဒါငါမလုပ်နိုင်ဘူးငါမဖြစ်နိုင်ဘူးဆိုတဲ့စကားတွေနှိမ့်ချပြီးတော့ပြောလို့ရှိတယ်အဲ့တော့ဒီအရာတွေအကုန်လုံးကိုကျွန်တော်ကတော့2025နဲ့တူတူကျွန်တော်ထားခဲ့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်2025မှာကျွန်တော်အနေနဲ့ထားခဲ့ခြင်းနဲ့ကျွန်တော်ရဲ့စိတ်တစ်ခုဖြစ်တယ်ပေါ့နော်ကိုနှိမ့်ချတတ်တဲ့စိတ်ပါနောက်ထပ်ကျွန်တော်ထားခဲ့ခြင်းတဲ့အရာတစ်ခုကလူတိုင်းကိုကျွန်တော်တို့ကျင့်တဲ့အောင်နေပြီးနေရတဲ့ဘဝပေါ့နော် please လိုက်ပြီးတော့လုပ်ရတဲ့ဘဝပေါ့နော်အဲ့ဒီဘဝကိုကျွန်တော်ထားခဲ့ခြင်းနဲ့ပေါ့နော်ဘာလို့လဲဆိုတဲ့အခါကျတော့ကျွန်တော်ဥပမာတစ်ခုလေးနဲ့ကိုယ်တိုင်ကြုံတဲ့ဥပမာတစ်ခုလေးနဲ့ပြောပြခြင်းနဲ့ကျွန်တော် corporate company တစ်ခုမှာHR အနေနဲ့အလုပ်လုပ်ခဲ့တယ်ပေါ့နော် HR အနေနဲ့အလုပ်လုပ်ခဲ့တဲ့အချိန်မှာorganization မှာကလည်း HR ကဒီ3ယောက်လောက်ပဲရှိတယ်အဲ့တော့80% တော့ employees တွေပေါ့နော်အငယ်တွေကစကားပြောချင်တဲ့အခါမှာရင်ဖွင့်ချင်တဲ့အခါမှာကိုပဲအမြဲတမ်းလာပြီးတော့ပြောကြတယ်အဲ့လိုပြောတဲ့အခါမှာအကုန်လုံးကတော့သူတို့ရဲ့ပြောစရာသတင်းတွေကိုဘယ်သူမှတော့မမျှဝေဘူးသူတို့ရဲ့အစင်မပြေခြင်းတွေစိတ်ညစ်စရာတွေတခါတလေကျရင် relationship ကိစ္စတွေ family ကိစ္စတွေပါနားထောင်ပေးရတယ်ပေါ့နော်အဲ့ဒါကကျွန်တော်4နှစ်လောက်မှကျွန်တော်နေ့စဉ်မပြတ်အမြဲတမ်းနားထောင်ရတယ်ဘယ်လိုပြောမလဲဖြည့်ချင်းချက်တွေပေးရတယ်အဓိကတော့နားထောင်ပေးရတာပေါ့နော်နားထောင်ပေးရအဲ့ဒီချိန်မှာကျွန်တော်က
ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ကျွန်တော်ကိုယ်တိုင်မသိပဲနဲ့ကျွန်တော်ရဲ့စိတ်ကအရန်ကိုပင်ပန်းနွယ်နေလာတာပေါ့နော်မကောင်းတဲ့အရာတစ်ခုကဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်ကသူများကြီးလို့သူကကိုယ်ဒီကိစ္စလာပြောပြီးသွားပြီဆိုရင်ကျွန်တော်ဒီဘက်နာကနေပြီးတော့ပြန်ပြီးတော့မထုတ်တတ်ဘူးဥပမာဝန်ထမ်းတစ်ယောက်ကသူရဲ့ line manager နဲ့အဆင်မပြေဘူးဘယ်လိုမျိုး issue လေးရှိတယ်ဘယ်လိုမျိုး crash ဖြစ်နေရဲဆိုတဲ့ကိစ္စမျိုးလေးလာပြောတဲ့အခါကျရင်ကိုကသူ့ကို solution တစ်ခုမပေးရခြင်းကိုဘယ်လိုပြောမလဲနေလို့မရဘူးပေါ့နော်အဲ့ဒီကိစ္စရဲ့ကြည့်ရကျွန်တော်ရဲ့အတွေ့အထဲမှာအမြဲဝင်နေတယ်သူအဆင်ပြေရဲ့လားသူဘယ်လိုနေလဲဆိုတဲ့ခံစားချက်မျိုးပေါ့နော်ကျွန်တော်ကကိစ္စရဲ့တစ်ခုပေါ်မှာအဖြေတစ်ခုမရမရှင်ကိုကျွန်တော်လိုက်ပြီးတော့ခံစားတတ်တဲ့သူမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါကကျွန်တော်ရဲ့senior တယောက်ကကျွန်တော်ကိုပြောဘူးတယ်အဲ့လိုမျိုးလိုက်ပြီးတော့မခံစားနေဖို့ပေါ့နော်ဒါပေမဲ့ကျွန်တော်လုံးဝအဲ့ခံစားချက်ကိုဖျောက်လို့မရအောင်ကျွန်တော်လူတယောက်ကကိစ္စတည်းရဲ့အဆင်မပြေတဲ့ကိစ္စတည်းရဲ့လာပြောပြီးသွားပြီးဆိုရင်ကျွန်တော်ကအဲ့ဒါကိုလိုက်ပြီးတော့ဒီဆုံးမြေဆုံးခံစားရဲ solution တစ်ခုမရောက်မချင်းကိုကျွန်တော်ကခံစားလိရှိတယ်ပေါ့နော်အဲ့တော့ခံစားရတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ကအရန်ပင်ပန်းလာတယ်ကိုယ်အလုပ်ကနေပြီးတော့အိမ်ပြန်သွားတဲ့အချိန်မှာအိမ်ကလူတွေနဲ့စကားမပြောချင်ဘူးအိမ်ကထမင်းစားမလားလို့မေးရင်တော့ကိုယ်ရန်ပြူတယ်လို့သတ်မှတ်ပြီးတော့ပြန်ပြီးတော့ all hit တဲ့အပိုင်းရှိလာတယ်ပေါ့နော်အဲ့တော့ပြောချင်တာကကျွန်တော်တို့ကလူတိုင်းကိုပျော်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကလူတိုင်းကိုနားလည်ပေးစေခြင်းနဲ့ဆိုရင်ကိုကပင်ပန်းရမယ်ကိုကနာကျင်ရမယ်ပေါ့နော်အဲ့တော့ဒါလေးတွေကိုကိုကမသိခဲ့ဘူးသူများတွေကိုကိုကပြောအောင်လိုက်လုပ်ပေးနေရင်သူများတွေကိုနားလည်ပေးရနေပြီးတော့ကိုယ်တိုင်ကအထဲမှာအနာတရားဖြစ်နေတာပေါ့နော်အဲ့ဒါကဘယ်အနေရာမှာတိသွားလဲဆိုတဲ့အခါကျတော့ကျွန်တော်ကဒီအလုပ်ကနေပြီးတော့ထွက်ပြီးတော့အနားယူလိုက်တဲ့အချိန်မှာကျွန်တော်အရင်ဘယ်လောက်ထိဖန်တော့ဖြစ်နေလဲဆိုတာကိုသိလာတယ်ကျွန်တော်ဒီလူတွေနဲ့ဒီအလုံးနဲ့ပေါ့နော်ကျွန်တော်ကလုံးဝဆက်ရှင်မရှိတော့ဘူးလို့ဘယ်လိုပြောမလဲခံယူလိုက်ရတဲ့နေ့တတ်မှတ်လိုက်ရတဲ့နေရာစပြီးတော့ကျွန်တော်ဒီစိတ်ထဲမှာဘာဖြစ်သွားလဲဆိုတော့ဒီလူတွေနဲ့လုံးဝမတွေ့ချင်တော့ဘူးဒီအကြောင်းအရာတွေကိုကျွန်တော်လုံးဝမသိချင်တော့ဘူးပေါ့နော်ခြေကုပ်နှစ်ပန်းကျသွားတာဥပမာခုနအရင်တုန်းကပြောနေကြလူတယောက်ကပေါ့နော်ကိုရင်ဖွင့်နေကြလုပ်ငန်းခွင်နဲ့မိတ်ဆွေတယောက်ကဒီကိစ္စလာပြီးတော့ပြောတယ်ရင်ဖွင့်ခြင်းနဲ့ဆိုတော့အချိန်ဆိုရင်တော့ကျွန်တော်အရင်တုန်းကနဲ့မတူတော့ငြင်းညူသွားတာပေါ့သူ့ကိုပါကိုကအပြစ်ရင်တဲ့သဘောဖြစ်လာတာပေါ့နော်ကိုဘယ်လောက်ထိဘန်တော့ဖြစ်သွားလဲဆိုတာကအဲ့ဒီအချိန်မှာတဖြည်းဖြည်းသိလာတယ်ဒီလူဒီပတ်ဝန်းကျင်ရာလူတွေနဲ့ရုပ်လည်းမဖြစ်ခြင်းအတန်လည်းမကြားခြင်းဘူးဆိုရဲခံစားချက်မျိုးတွေရတာပေါ့နော်ဘာလို့လဲဆိုတဲ့အခါကျကိုအရင်ပင်ပန်းတယ်အဲ့တော့ဒါတွေကိုလွတ်ချလိုက်ရတဲ့အချိန်မှာကိုဘယ်လောက်ထိ balance ဖြစ်သွားတာလဲကိုရဲ့မိသားစုကိုရဲ့မိတ်ဆွေတငယ်ချင်းကိုပြန်ပြီးတော့နားလည်ပေးတတ်လာတယ်ကြည်ပေးတတ်တဲ့ခံစားချက်မျိုးကိုပြန်ပြီးတော့ရလာတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးသူများကို please လိုက်လုပ်နေရတဲ့အချိန်မှာကိုယ့်ရဲ့အတွင်းစိတ်ကညှဉ်းနှွမ်းပင်ပန်းတဲ့အချိန်မှာကိုယ့်ရဲ့ society ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေပေါ်မှာကိုကကောင်းလည်းမပေးနိုင်ဘူးကြည်လည်းမပေးနိုင်ခဲ့ဘူးပေါ့နော်အဲ့တော့ဒီ2025မှာကျွန်တော်ဒီထားဖြစ်ခြင်းတဲ့အရာတွေကတခုအဲ့တော့လူတိုင်းကိုကျင့်တဲ့နေအောင်လုပ်ရတဲ့ဘဝကနေပြီးတော့ကျွန်တော်ကရုံထွက်ခြင်းနဲ့ထားခဲ့လိုက်ခြင်းနဲ့ကိုဘဝကိုကျွန်တော်တို့ကကိုအတွက်နေရမယ်ဆိုတာသိလာတယ်ကိုစိတ်ပင်ပန်းရင်အဲ့ဒီဘဝကိုကအမှန်မဟုတ်ဘူးဆိုတာကိုကျွန်တော်နားလေသိရှိလာတဲ့နောက်ပိုင်းမှာဒီလိုမျိုးလူတိုင်းကို please လိုက်လို့ရတဲ့ live ကိုကျွန်တော်ကြည်နက်နက်ကြီး2025မှာဆုံးလုပ်ခဲ့မယ်ပေါ့နော်ဒါက2025မှာဆုံးလွတ်ခြင်းတဲ့အရာတွေကနံပါတ်1တစ်ချက်ဖြစ်ပါတယ်။ Okay နံပါတ်3တစ်ချက်အနေနဲ့ကျွန်တော်2025မှာဘာထားခဲ့ခြင်းဒီလဲဆိုရင်ကျွန်တော်ရဲ့အရင်ဘယ်လိုပြောမလဲလျင်မြန်တဲ့စိတ်ပေါ့နော်။တခုခုဆိုရင်အလျင်မြန်ဖြစ်ခြင်းနဲ့အလျင်မြန်အောင်မြင်ခြင်းနဲ့အလျင်မြန် result ရခြင်းနဲ့စိတ်တခုကိုကျွန်တော်ကလုံးဝထားခဲ့ခြင်းနဲ့အဲ့တော့social media မှာသူများတွေကခုနပြောသလိုပဲအောင်မြင်နေတာတွေ့တဲ့အခါမှာကိုကတော့မအောင်မြင်သေးဘူးကိုကတော့မရသေးဘူးဆိုပြီးတော့အတင်းပေါ့နော်စိတ်တန်ရတဲ့အဖြစ်နဲ့ကြုံပြီးတော့လောက်တာပေါ့ဒါပေမဲ့လမ်းတိုင်းမတူဘူးကျွန်တော်တို့ကနှီးလေဖြစ်တယ်ကိုလမ်းဖြစ်လုံလောက်တယ်ဆိုတော့အကြောင်းအရာတစ်ခုကိုကျွန်တော်ကရှာဖွေပြီးတော့တွေ့ရှိခဲ့တယ်အဲ့တော့ပထမ
အကြောင်းအရာနဲ့ပြန်ပြီးတော့ချိတ်ဆက်ရမယ်ဆိုရင်ကျွန်တော်တို့ကသူများတွေကအောင်မြင်နေတဲ့အချိန်မှာကိုမအောင်မြင်ဘူးသူများရဲ့လောက်ရတဲ့အချိန်မှာကိုအလုံးမရဘူးသူများရဲ့အိမ်ဝင်နိုင်တဲ့အချိန်မှာကိုအိမ်ဝင်နိုင်ဘူးပေါ့နော်စသဖြင့်အများအားမြင်တွေ့နေရတယ်အဲ့တော့တယောက်နဲ့တယောက်ကကျွန်တော်တို့က background တွေမတူဘူးလမ်းကြောင်းတွေမတူဘူးပေါ့နော်ဒီလိုမျိုးလမ်းကြောင်းတွေ background တွေမတူတဲ့အခါမှာကိုရှောက်နေတဲ့လမ်းကနှီးလေရတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ကလက်ခံလာတယ်အဲ့တော့ဘယ်လိုပြောရမလဲအခုကျွန်တော်ကဒီ2025ထဲမှာဘာတွေလုပ်ဖြစ်လဲဆိုရင်အိမ်ရဲ့ business ကိုကျွန်တော်focus လုပ်ပြီးတော့လုပ်ဖြစ်တယ်ဟိုမှာ digital marketing ဘိုင်းနေပါတယ်ပေါ့နော်အဲ့ဒီဘက်ကိုလုပ်ဖြစ်တယ်အဲ့ဒါလုပ်နေရနေပြီးကျွန်တော်ကဒီနေရာမှာဝါသနာပါတယ် passion ဖြစ်တယ်ဆိုတော့ကိုရှာဖွေပြီးတော့တွေးရှိလာတယ်အဲ့တော့ဒီအချိန်ကျမှဘာလို့ဒါကို passion ဖြစ်တာကိုတွေးရှိရလဲဆိုတော့ဥပမာကျွန်တော်တို့ငယ်ရပေါ့နော်ကျွန်တော်တို့ကတက္ကသိုလ်ပြီးတယ်အဲ့တော့တက္ကသိုလ်ဆိုတာကလည်းခုနအားလုံးနဲ့နေတူပဲကျွန်တော်တို့ major တက္ကသိုလ်တွေဒီကျွန်တော်တို့မှာဒီကျောင်းကနေပြီးတော့ပြီးသွားပြီဒီဘွဲရပြီဆိုဒီအလုပ်လုပ်ရမယ်ဆိုပြီးတော့ကျွန်တော်တို့မှာ life ဖက်တဲ့ professional တွေမရခဲ့တဲ့အခါမှာကျွန်တော်တို့ကကျွန်တော်တို့ကာလာတော့ကအကြောင်းပြီးတဲ့အခါမှာဘယ်မှာအလုပ်လူတွေစုပြုံတိုးလဲဆိုတော့ banking industry မှာအလုပ်ဝင်ကြတယ်။ဘာလို့လဲဆိုတဲ့အခါကျတော့တခြား industry တွေက8000 9000ပေးနေတဲ့အချိန်မှာပတ်ရ banking industry က3,200စပေးတယ်။ပြောရမယ်ဆိုရင်ဝင်ငွေကောင်းတယ်။ဝင်ငွေကောင်းတာဖြစ်တဲ့အတွက်လူတွေကအလုပ်တစ်ခုရရင်ပြီးရောနောက်တစ်ခုကျ passion မရှိဘဲနဲ့ဝင်ငွေရတဲ့များတဲ့နေရာကိုကျွန်တော်တို့ကတိုးပြီးတော့ဝင်ရတယ်။အဲ့တော့အားလုံးသိတဲ့အတိုင်းပဲလုပ်ငန်းခွင်တစ်ခုတွေရောက်သွားပြီဆိုတဲ့အခါကျရင်ဒီကနေပြီးတော့ပြန်ပြီးတော့ဖောက်ထွက်ဖို့အယုံထွက်ဖို့အရင်ကိုခက်ခဲတယ်။အဲ့တော့ဒီလုပ်ငန်းနဲ့လိုက်ဖက်တဲ့သင်တန်းတွေတက်ရတယ်ဒီလုပ်ငန်းမှာအောင်မြင်အောင်လုပ်ရတယ်ရာထူးတိုးအောင်လုပ်ရတယ်ဒီ corporate industry မှာပဲကျွန်တော်တို့ကကျင်လည်ရတယ်ပေါ့နော်ကျင်လည်ရတဲ့ကိုဘာဝါသနာပါလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကမရှာဖွေနိုင်ခဲ့ဘူးပေါ့နော်မရှာဖွေနိုင်ခဲ့ဘူးအဲ့တော့ဒီ2025ကြီးမှာကျွန်တော်လုံးဝအားနေတဲ့အချိန်မှာခုနပြောလို့အိမ်ရဲ့အလုပ်တွေကိုလုပ်ပေးနေပြီးတော့ကျွန်တော်ဒီ digital content creator လမ်းကြောင်းကိုကျွန်တော်စိတ်ဝင်စားလာတဲ့အစမှာဝင်စားတဲ့အစမှာဘာဖြစ်လာလဲဆိုကျွန်တော်မှထားပါတော့လုပ်နေတဲ့အကြောင်းအရာနှစ်ခုရှိတယ်တစ်ခုကအိမ်ရဲ့ business နောက်တစ်ခုကကြတော့ကိုဝါသနာပါတဲ့ကိုရဲ့ personal content ပေါ့နော်အဲ့ဒါတွေလုပ်တယ်အဲ့တော့အိမ်ရဲ့ business ကကြတော့ကိုစိတ်တိုင်းကြမဟုတ်ဘူးကိုရဲ့ကိုနဲ့ business တစ်ခုဖြစ်တဲ့အတွက်ထားပါတော့ကိုလုပ်ချင်တာလုပ်လို့မရအောင်ဒီ business ထဲမှာalign ဖြစ်အောင်လုပ်ရတဲ့အပိုင်းတွေရှိတယ် product တစ်ခုထွက်မယ်ဆိုရင်စောင့်ရတဲ့အပိုင်းတွေရှိတယ်business ကို business နဲ့တူအောင်ပေါ့နော်အဲ့လိုမျိုးကိုလုပ်ချင်တာလုပ်လို့မရဘဲနဲ့ညှိနှိုင်းပြီးလုပ်ရတဲ့အပိုင်းတွေရှိတယ်အဲ့တော့သူကဖြည်းချင်းနဲ့မမှန်သွားရတယ်အဲ့တော့နောက် on the other hand မှာကြတော့ကိုယ့်ရဲ့ personal contact မှာကြကိုကအရင်ဖြစ်ချင်တာလင်းမြဲကိုကဘုံဖြစ်ချင်တယ်ဘာတွေဖြစ်ချင်တယ်အဲ့အတွက်ကိုက content တွေကိုလုပ်တယ်သူများဘာတွေလုပ်နေလဲဆိုတာကိုလေ့လာတာချက်ပေါ့နော်ကိုလုပ်ချင်တာတွေကိုလုပ်တာဗီဒီယိုတွေဖန်တီးမယ်စာတွေရေးမယ်ပုံတွေတင်မယ်စသဖြင့်ပေါ့နော် boost တွေလုပ်မယ်ဒီလိုမျိုးပေါ့နော်စဉ်းစားမဲ့စင်ချင်မယ်နဲ့ဒီ social media မှာကိုအောင်မြင်မှုအရေးကိုက push လုပ်ပြီးလုပ်တာအဲ့တော့တကယ်တမ်းကိုနှစ်ကုန်တဲ့အခါမှာပြန်ပြီးတော့နှိုင်းရှင်ကြည့်တဲ့အခါမှာတကယ်ဖြည်းမှန်လုပ်နေတဲ့ကိုယ့်ရဲ့ business ဥစ္စာကဘာတွေဖြစ်တယ်လူသိတယ်နေရာရောက်တယ် followers တွေတိုးလာတယ် sales တွေတက်လာတယ်ပေါ့နော်တစ်ဖက်မှာကိုအောင်မြင်ခြင်းစောနဲ့ကိုဖြစ်ခြင်းစောနဲ့လုပ်လိုက်တဲ့အရာတွေကဖြစ်မလားပတ်စံနေလဲကုန်တယ်နောက်ပြီးရင်ကိုမလိလာပစုစမ်းမနဲ့ကိုလုပ်ချင်တဲ့အရာတွေလုပ်လိုက်တဲ့အချိန်မှာအမားယွန်းတွေဘယ်လိုပြောမလဲအမှားယွင်းတွေများတာတွေရှိလာတယ်။နောက်ပြီးရင်မဖြစ်နိုင်တဲ့audience နဲ့မကိုက်ညီတဲ့ content တွေကိုကိုပေးမိရတယ်ပေါ့နော်။စသဖြင့်ဒါတွေများလာတယ်။ဒါကိုပြန်ပြီးတော့နှိုင်းယှဉ်ကြည့်တဲ့အခါမှာကျွန်တော်တို့ကဘာသိလာလဲဆိုတဲ့အခါကျကျွန်တော်ရဲ့အလျင်အမြန်တစ်ခုခုဆိုရင် result အမြန်ထွက်ချင်တဲ့စိတ်ကိုကျွန်တော်က2026မှာထားခဲ့ခြင်းတယ်ကျွန်တော်တို့ကလမ်းတိုင်းကမတူညီဘူးကျွန်တော်တို့သူများလိုမြင်မဟုတ်ဘဲနဲ့နှိမ့်သွားလဲကျွန်တော်တို့ကရောက်တယ်တခုပဲကိုလမ်းဖြစ်ဖို့လိုအပ်တယ်ကိုလမ်းဖြစ်လုံလောက်တယ်ဆိုတော့အတိကိုကျွန်တော်သိတဲ့အချိန်မှာဒီ2026ပြည်နဲ့အတူကျွန်တော်ရဲ့အလင်းအမြဲအောင်မြင်ခြင်းနဲ့စိတ်
result ထွက်ချင်တဲ့စိတ်ကိုကျွန်တော်ထားရခဲ့ပါမယ်Okay ဒါကတော့ကျွန်တော်ရဲ့ part 3ပေါ့နော်ဒီ part 3မှာကတော့ကျွန်တော်က2026စီကိုကျွန်တော်ဘာတွေယူသွားချင်လဲဆိုတဲ့အရာတွေပေါ့နော်အဲ့တော့ကျွန်တော်ပထမပိုင်းမှာကကျွန်တော်ရရှိခဲ့တဲ့သင်ခန်းစာတွေကျွန်တော်ပြောပြသွားပြီဒုတိယပိုင်းမှာကကျွန်တော်ဘာတွေကိုထားပြခဲ့ခြင်းလဲ2025နဲ့အတူတူဆိုတဲ့အကြောင်းအရာတွေပြောသွားတယ်အဲ့တော့ဒီ part 3မှာကကျွန်တော်2026စီကိုကျွန်တော်ယူသွားခြင်းတဲ့အရာလေးတွေကိုကျွန်တော်အားလုံးနဲ့အတူတူမျှဝေခြင်းတယ်ပေါ့နော်အဲ့တော့2026မှာကျွန်တော်ပထမဆုံးကိုယုံကြည်မှုပေါ့နော်အဲ့တော့ဒီကာလတွေမှာကျွန်တော်ကဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ကို confidence ရှိလာတယ်ဆိုတဲ့ဥစ္စာအတလွတ်ကြီး confidence ရှိတာမဟုတ်ဘူးကိုလုံးလိုက်တဲ့ကိစ္စကိုလုံးလိုက်တဲ့ project တွေဒီ achieve ဖြစ်တယ်ပေါ့ဥပမာခုနပြောသလိုပဲကျွန်တော်အရင် business ကိုဒီ social media digital platform ကိုကျွန်တော်ကင်ပြီးတဲ့အခါမှာလည်းအတိုင်းအတာတစ်ခုထိရောက်တယ်အတိုင်းအတာတစ်ခုထိရောက်သွားတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုတငယ်ချင်းရဲ့ project တွေကိုကျွန်တော်ကူညီပေးတာရှိတယ်ကူညီပေးတဲ့အချိန်မှာမေတ္တာနဲ့ကူညီပေးခဲ့တာဒါပေမဲ့ဒီဟာရဲ့နောက်ပိုင်းမှာကျွန်တော်ဘာမှမျှော်လင့်ချက်မရှိဘူးပေါ့နော်လုပ်ပေးလိုက်မယ်ကူညီပေးလိုက်မယ်ကိုတီးတဲ့ကိုတက်တဲ့ဥစ္စာလေးတွေကိုပေါင်းဆက်ပြီးတော့တခြားလေ့လာစရာရှိတာလေးတွေကိုလေ့လာပြီးတော့ကျွန်တော်ကတငယ်ချင်းရဲ့ project တွေကိုကျွန်တော်ကူညီပေးလိုက်တယ်အဲ့လိုကူညီပေးလိုက်တဲ့အချိန်မှာအဲ့ project ကမြန်မာမှာလည်းမကောက် issue မှာပါ success ဖြစ်တဲ့ result တွေကိုကျွန်တော်ရရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလုပ်ပေးလိုက်တဲ့အချိန်မှာခုနပြောတဲ့သူ့ပေါ်မှာဘာမှမျှော်လင့်ချက်မရှိပဲလုပ်ပေးလိုက်တာဖြစ်တဲ့အတွက်ဒီပေါ်မှာဘာမှ pressure လည်းရှိမနေကိုပတ်စံယူပြီးလုပ်ပေးလိုက်တယ်ဆိုတော့အရာတခုဆိုတော့ဒါကငါဖြစ်အောင်လုပ်ပေးရမယ်ဆိုတဲ့ pressure တခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလုပ်ပေးလိုက်တဲ့အချိန်မှာအောင်မြင်မှုရတဲ့အချိန်မှာကိုမှထိုက်တန်တဲ့ကွန်ပျူတာတစ်ခုလဲကိုသူကတိတက်ဆန်နဲ့လက်ဆောင်ပေးတယ်နောက်ပြီးရင်တမှုဖြစ်မရနိုင်တဲ့အကြောင်းအရာတစ်ခုကဘာရရှိခဲ့လဲဆိုတဲ့အခါကျရင်ကိုယုံကြည်မှုရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဂျာရန်မှာ project 3ခုလောက်လုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒီ project 3ခုစလုံးမှာ success ဖြစ်တယ်ခုနပြောသလိုproject achievement နေရတယ်ဒီလိုမျိုး Asian မှာအထိအောင်မြင်ပြီးတော့စုရရခဲ့တဲ့ project တွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကိုယုံကြည်မှုတွေတိုးလာတယ်အဲ့တော့ဒီယုံကြည်မှုတွေကိုကျွန်တော်က2026စီကိုကျွန်တော်အတူတူယူဆောင်သွားခြင်းနဲ့အဲ့တော့ကျွန်တော်ပထမtopics တွေမှာပြောခဲ့သလိုပဲကျွန်တော်တို့ကအရာဝတ္ထုတစ်ခုအောင်မြင်မှုတစ်ခုကိုမရသေးဘူးဆိုတာကကျွန်တော်တို့ကအချိန်မကျသေးလို့မရနိုင်ဘူးဆိုတာကိုကျွန်တော်မယုံဘူးအဲ့တော့မပြီးသေးပြီမဲ့အဆုံးမသက်ဘူးဆိုတာကိုကျွန်တော်ကယုံကျင်တယ်ပေါ့နော်အဲ့တော့ဒုတိယကကျွန်တော်ရဲ့စိတ်ငြိမ်းချမ်းမှုပေါ့နော်ကျွန်တော်ဒီနှစ်ပိုင်းပေါ့2025နောက်ပိုင်းစက်တင်ဘာလောက်ကစပြီးတော့ကျွန်တော်စိတ်တွေအရန်ခံဖြစ်လာတယ်ပေါ့နော်အရန်ကိုစိတ်အေးချမ်းနေတတ်လာတယ် neglect လုပ်ရမယ့်အရာမျိုးတွေဆိုရင်ကျွန်တော်neglect လုပ်လာနိုင်တယ်တခုကို rush ဖြစ်နေတာတဲ့ကျွန်တော်ဘယ်အရာကကျွန်တော်ထက်စိတ်အေးချမ်းအောင်နေရမလဲဆိုတာကိုကျွန်တော်ကိုယ်တိုင်ရွေးချယ်တက်လာတယ်ပေါ့နော်အဲ့တော့ကိုယ်စိတ်ကိုကျွန်တော်ကပြက်စီအောင်လုပ်တယ် damage လုပ်ပြီးတော့ပင်ပန်းအောင်လုပ်ပြီးတော့ရလာတဲ့အောင်မြင်မှုတွေကိုကျွန်တော်ကမလိုချင်တော့ဘူးမမော်တော့ဘူးအဲ့တော့ဘယ်လိုပြောရမလဲဒီလိုမျိုးစိတ်တန်ရာရနေတဲ့ခံစားချက်တွေလိုချင်တတ်မှတ်မှုကိုကျွန်တော်ထားခဲ့နိုင်တယ်ထားခဲ့ပြီးတော့ကျွန်တော်ဘယ်လိုကိုစိတ်အေးချမ်းအောင်နေရမလဲဆိုရဲခံစားချက်မျိုးကိုကျွန်တော်ကောင်းကို manage လုပ်လာနိုင်တဲ့အတွက်ကျွန်တော်ကဒီစိတ်အေးချမ်းမှုတွေကိုကျွန်တော်ယူဆောင်သွားခြင်းနဲ့အရင်တော့ဆိုရင်ကိုအရန်ကို pressure ပြီးတယ်ကိုအဲ့လိုမျိုး negative ဖြစ်တဲ့ questions တွေပြီးတယ်ပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာကိုကြရှုံးနေရဆိုရင်တော့ကိုမစော်ကားဘူးကိုအဲ့လိုမျိုးကြောင်ပိတ်တဲ့မိကုန်းတွေမမီးတော့ဘူးကိုမအောင်မြင်ဘူးဆိုရင်လည်းဘာကြောင့်မအောင်မြင်တာလဲငါဘာလို့သူတို့နဲ့မတူတာလဲဆိုပြီးတော့နိုင်ရှင်ပြီးကိုလည်းမမုန်းတော့ဘူးအဲ့တော့ကျွန်တော်တို့ကအမြဲတမ်းအချိန်ရှိတယ်ကျွန်တော်တို့ခုနပြောခဲ့သလိုပဲ timing ကိုကျွန်တော်တို့ယုံကြည်ဖို့လိုတယ်ဒါပေမဲ့ဒီရနေတဲ့ timing တော့တွင်မှာကျွန်တော်တို့ထပ်ပြီးတော့စူးစမ်းရမယ်နေရင်လည်းနေမယ်ဒါပေမဲ့ကျွန်တော်တို့ lens set ရှောက်ရမယ်ကိုလန်ဖြစ်ဖို့လိုအပ်တယ်ပေါ့နော်ဒါလေးကိုသိတဲ့အချိန်မှာအဲ့တော့2026ထဲမှာကျွန်တော်ကိုယုံကြည်မှုရှိ
ဖြစ်နေတဲ့စိတ်ခံစားချက်မှုနဲ့နောက်တစ်ခုကျတော့ကျွန်တော်ရဲ့စိတ်ငြိမ်ချမ်းမှုတွေကိုကျွန်တော်2026ကိုအတူတကွယူဆောင်သွားပါမယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုမို့နားထောင်နေတဲ့ဒီတကယ်ချင်းမိတ်ဆွေညီကိုမောင်နှမတွေပေါ့နော်အဲ့ကျွန်တော်ကကျွန်တော်ရဲ့ပထမဆုံး podcast လည်းဖြစ်တယ်ပြီးရင်ကျွန်တော်ကအားလုံးကိုပထမ episode မှာပြောခဲ့သလိုပဲပထမ part မှာပြောခဲ့သလိုပဲကိစ္စရဲ့အတိုင်းမှာကိုတယောက်တည်းခံစားရတာမဟုတ်ဘူးအားလုံးအတူတကွရှိရဆိုရဲခံစားချက်တွေအတူတူရှိကြရဲဆိုရဲအကြောင်းအရာကိုကျွန်တော်ကမျှဝေချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ note စာအုပ်ထဲကနေကျွန်တော်ရဲ့ခံစားချက်တွေကိုကျွန်တော်ဒီ podcast အနေနဲ့မျှဝေပေးတာဖြစ်တဲ့အတွက်တခုခုလိုအပ်ချက်တွေရှိခဲ့တယ်နားထောင်ရတာအဆင်မပြေတာတခုခုရှိခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကျွန်တော်ကတောင်းပန်တယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတဲ့ဘယ်လိုပြောမလဲအကြောင်းအရာတွေနဲ့ကျွန်တော်အားလုံးကိုညှဝေပေးခြင်းနဲ့အဲ့တော့တခုသိထားရမှာကဒီဗီဒီယိုကိုနားထောင်နေတဲ့ညီကိုမောင်နှမမိတ်ဆွေတငယ်ချင်းတွေက2025မှာကိုရီစူးစမ်းခဲ့ပြီးပြီအဲ့တော့မပြီးသေးတာကကျွန်တော်တို့ကမတက်လို့မဟုတ်ဘူးကျွန်တော်တို့ကမတော်လို့လည်းမဟုတ်ဘူးကျွန်တော်တို့ကအချိန်မရောက်သေးလို့ပါအဲ့တော့2026ကိုကျွန်တော်တို့ကကြောက်ရွံ့မဖြစ်တမ်းမဲ့နဲ့ကိုယ့်ရဲ့ကောင်းတဲ့အရာလေးတွေကိုယူဆောင်ပြီးတော့ကျွန်တော်တို့နဲ့အတူတူကရှောက်လန်းမယ်အဲ့တော့ဒီ channel ကိုကိုယ့်အတွက်ဖြစ်စေတယ်တခုခုရတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားဖို့မမေ့ပါနဲ့အဲ့တော့ကျွန်တော်တို့2025ကိုကျေးဇူးတင်ပြီးတော့2026ကိုကျွန်တော်တို့အတူတကွအေးစစ်စစ်အောင်မြင်နဲ့ဖြတ်တန်းသွားကြမယ်လို့ယုံကြည်တယ်နော်အဲ့တော့ဒီနေ့ဒီ channel ကိုနားထောင်ရတဲ့ဒီ podcast ကိုနားထောင်ရတဲ့မိတ်ဆွေတွေချင်းတွေအားလုံးနဲ့2026ကုန်တဲ့ဒီလိုချိန်မှာလည်းအားလုံးကိုအောင်မြင်နဲ့ကျွန်တော်တို့ podcast တစ်ခုကို success story တစ်ခုကိုအားလုံးနဲ့အတူတူမျှဝေပေးနိုင်မယ်လို့ယုံကြည်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် channel လေးကို subscribe လုပ်သွားဖို့လုံးဝမမေ့ပါနဲ့နော်